မင်္ဂလာပါဆိုရဲ YouTube channel လေးကနေကြိုဆိုလိုက်ပါတယ်ဆိုတော့ဒီက night vlog ပေါ့နော်ပထမဆုံးအနေနဲ့ဆိုတော့က story စားလုပ်ပါတယ်ပေါ့နော်ဒါကဆိုရဲရဲ့အရင် video ပေါ့နော်ဒါကိုပြန် edit ပြီးတော့ YouTube မှာလာတင်ပေးတာပဲဖြစ်ပါတယ်ရှင့်ကဲဆိုရဲအမေကလည်းဆိုရဲကိုပေါ့နော် grade 3ကနေ grade 4ကိုပြောင်းမဲ့ကလေးလေးတွေအတွက်ဆောက်လေးစရိုင်းနေပါရဲ့ပေးမလို့ပါရှင့်စားချက်လို့မပြီးသေးဘူးအော်ဒါနဲ့စကားမဆက်ပေါ့နော်ဒါဆိုရဲအကောင့်လေးပါဆိုရဲအကောင့်TikTok အကောင့်ပေါ့နော် like and follow လေးလုပ်ပေးကြပါပေါ့နော်ဒါအခုဒီလွယ်အိတ်ကိုကြာတော့ short မှာပေါ့နော်မနေ့ပြန် short မှာဖြစ်ပါတယ်ခုနအကြောင်းကြောင့်လေးပါပါတယ်အဲစောက်တီချုံနေရပေါ့နော်ကြည့်ထားတော့ဆိုရဲငါးရဲ့စာအုပ်တွေပါရှင့်ပိုင်လေးနဲ့စားလို့ဆိုပြီးကိုကမောက်ဆိုင်ဖွင့်တာဆိုတော့မောင်လေးတက်ဆက်ပါမယ်ဒီထုတ်ပေးယူလာဖြစ်တယ်ပေါ့နော်မောက်ဆိုင်နဲ့ဒီပကြည့်လိုက်ပါမယ်ရှင့်အဲ့တော့ဆိုရဲမောင်လေးချိနေတဲ့ကာတွန်းကပါဘောက်ပုံမြင်မှာ sorry ဟုတ်နေစငါရှိပါရဲ့ပေါ့နော်ဒါဆိုရရဆိုရပါပတ်တူလေးလာပါမယ် bye bye